origin တွေဝင်ပြီးတော့ proper ဖြစ်လာတာ ਨੇ ဒီ brand ကနေ public star လေးဖြစ်လာတာဆိုရင်တော့အဓိကတော့ဟိုဒီလိုဟာတွေကတော့ပိုလွယ်လိမ့်မယ်အများကြီးလေးပိုရှိလာတော့ကောင်းပါတယ်ဒါပေမဲ့လည်းအဲ့လိုပေါ့ဟိုတေချာလေးတော့ကြက်မှတ်ဖို့လိုတယ်ဘာလို့လဲဆိုတော့ဒီနောက်ကြားနေရတာဒီလိုမျိုး MS တနေရာမှာရမယ်ဆိုရင်ဒီဟိုလူတွေက pressure တွေအရင်ပေးလာတော့မှာပါသီလားအဲ့လိုမျိုးသူတို့ဒီဟာတွေကဟောရလားဒါတွေကတန်ရောတန်ရလားဘာညာတွေမေးလာနိုင်တယ်ဒါပေမဲ့ဒီ proper light ကိုရှောက်လန်းတဲ့လူတွေအတွက်ကောင်းလားဆိုတော့ဒီလိုဟာတွေကပိုကောင်းတယ်ဘာလို့လဲဆိုတော့ဒီခေတ်ကြီးမှာတည့်တဲ့အတိုင်းဟိုအကုန်လုံးက proper ဖြစ်နေပြောနေတာတကယ်ကဘယ်ကလောက်ရမယ်ဘယ်သူမှမသိဘူးအဲ့လိုမျိုးအချိန်မှာဒီလိုမျိုး show လေးတွေပေါ်လာတဲ့အချိန်မှာအားလဲအားပေးတင်တယ်ဒါပေမဲ့ဒီလိုအားပေးတဲ့ပုံမှာသူတို့ပါလာတဲ့လူတွေကလည်းဒီရှိတဲ့လောက်ပေါ့နော်အစွမ်းအစကိုထုတ်ပြီးတော့သူတို့ဒီ proper light ကိုရှောက်လန်းဖို့စူးစမ်းတင်တယ်အဲ့တော့ဒီနှစ်ခုကိုရှင်းပြီးပြောရမယ်ဆိုတော့ဒီလိုမျိုး Rising Star ပွဲပေါ်လာအများကြီးပိုကောင်းတယ်ဒီလိုမျိုးဘာလို့ဆိုတော့တင်းတင်းမှာသူ second player သွားပြီးတော့ကွာဒီ public star အနေနဲ့သွားရတာကြီးอ่ะကြတော့ဟိုကောင်းလားဆိုတော့အတွေ့အကြုံရတော့တော်တော်ကောင်းတယ်ဒါပေမဲ့ကိုယ့်ကိုအခွင့်အရေးရလာဖို့ကအချိန်ကြီးရမ်းကြမယ်ဒါပေမဲ့ဒီမှာဆိုရင်ကြတော့ဒီလိုမျိုးဆော့လိုက်မယ်ဆော့ပြီးတော့ရင်ကိုဒီအတင်းကိုပေါ့နော်ဖြစ်သွားပြီးတော့ဒီလိုမျိုးဒီ popular ကြီးကိုတန်းပြီးတော့ဝင်ရမှာကြတော့ပို့ပြီးတော့အများကြီးကောင်းတာပေါ့နော်ဒါကတော့ဒီလိုမျိုးစိတ်လှုပ်ရှားဖို့ကောင်းတဲ့ပွဲစဉ်တွေကိုစောင့်မျှော်ကြည့်ရှုအားပေးနေတယ်ဆိုလို့ရှိရင်တော့ Skynet Sports ရုပ်သံလိုက် Skynet application Skynet eSport Facebook channel နဲ့ Skynet Sport YouTube channel တို့မှာအပတ်စဉ်စာစာပေးတောက်ကြစနေနေ့တို့ရဲ့ညခဏတိုင်းမှာစောင့်မျှော်ကြည့်ရှုအားပေးနိုင်မှာဖြစ်ပါတယ်ရှင်